လူကြီးမင်းများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးချင်တာလေးကတော့ online ငွေပေးချေလို့ရတဲ့ Visa card လေးများအကြောင်းနည်းနည်းရှင်းပြချင်ပါတယ်နိုင်ငံတကာသုံး Visa card တွေကတော့အများကြီးပေါ့ဗျာအဲ့ထဲမှာ Physical Visa card နဲ့ Virtual Visa card ဆိုပြီးလည်းရှိပါသေးတယ် Physical Visa card ကအများသိတဲ့အတိုင်းပဲအပြင်မှာ card ကင်ဆောင်ခွင့်ရှိပြီး ATM withdrawal တွေပါလုပ်လို့ရတဲ့ card အမျိုးအစားကိုဆိုလိုတာပါမြန်မာနိုင်ငံမှာသုံးနေတဲ့ Physical Visa card လေးတွေကတော့တခါတလေရှိတတ်တယ်လို့ကြားသိရသလိုတချို့နိုင်ငံခြား website တွေမှာငွေချေမရဘူးလို့လည်းကြားသိရပါတယ် Virtual Visa card ဆိုတာမျိုးကတော့အပြင်မှာ card ကင်ဆောင်လို့မရဘဲ application or website ကနေပဲသုံးလို့ရတဲ့ Visa card အမျိုးအစားတွေပြောတာပဲဖြစ်ပါတယ် Virtual Visa card အမျိုးအစားတွေကတော့မြန်မာပြည်တွင်းကနေပဲမြန်မာ Virtual Visa card လုပ်လို့ရသလိုနိုင်ငံခြား Virtual Visa card အမျိုးအစားတွေလည်းလုပ်လို့ရမှာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ Physical Visa card နဲ့ Virtual Visa card အမျိုးအစားအကြောင်းလေးသိသွားလောက်ပြီထင်ပါတယ်နောက်နေ့တွေမှာဘလို့ Virtual Visa card တွေကစိတ်ချရပြီးဘလို့ Virtual Visa card အမျိုးအစားတွေကတော့စိတ်မချရဘူးလဲဆိုတဲ့အကြောင်းထပ်မံရှင်းလင်းပေးသွားပါမယ်ဗျာအဲ့ဒါကြောင့်အသစ်သောအကြောင်းအရာတွေကိုသိရှိရစေဖို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join ထားနိုင်ပါတယ် Telegram Channel link လေးကိုတော့ Description မှာချပေးထားပါတယ်